တငယ်ချင်းတို့ရေတငယ်ချင်းတို့ဝေါ်မကိုသွားလိုက်တော့ဒီမှာဝေါ်မမှာဒါတော့ဝယ်လိုက်ကဲအမေရိကဖီဇာစားစားကိုကျွန်တော်တို့အေရှာရဲ့အီကြောက်ကွေးလှုပ်စားရအောင်နော်ဝေါ်မမှာဒါတော့ဝယ်မယ်အထက်မှာသူ့ကိုဆွဲထုတ်ပြီးတော့ဒါလေးတွေဒီလိုမျိုးခတ်ပြီးစီရဲထက်လိုက်စီရဲထက်လိုက်မှာယေအိုးကွေးဝိုင်းကဲထက်လိုက်မယ်ဟဲ့ထက်လိုက်ပြီးဟဲ့ဒီကြောက်ပြီးလောက်စားနေတယ်ဒီကြောက်ပြီးရှေးလေးကြော်မယ်သူရှေးလေးကြော်မယ်ပြီးဒီလိုဖြစ်လာမယ်လေဒီမှာအီကြောက်ကွေးတော့ဝယ်လိုက်မဘောမမှာဒီလိုမျိုးတော့ဝယ်လိုက်3ချက်4ချက်ပဲရှိတယ်ပြီးအများကြီးရတယ်အီကြောက်ကွေးပဲနဲ့10ချောင်းရတယ်2ချောင်း3ချောင်း4ချောင်း5ချောင်း10ချောင်းရတယ်ဒီလိုဖြစ်လာကြောက်ကွေးလေးဖြစ်လာကြောက်ကွေးဟိုမှာတော့ဝယ်စားတော့ဖီဇာလောက်စားဖို့အတွက်ဘယ်ရမလဲဟလား Facebook မှာတွေ့လို့လိုက်လို့ကြည့်တာပါကြောက်ကွေးလေးဖြစ်လာပြီကြောက်ကွေးကြိုက်လို့အမှဖြတ်လိုက်တဲ့အချိန်မှာသူ့စားမောကြီးလဲကြားလေးနည်းနည်းရောပြီးတော့ရတာကိုရှိမှာဝါကြောက်ကွေးလေးရလာပြီကျေးဇူးပါဒီမှာ